အော်ဘူးရင်ဒီအနေရများတဲ့ရှော့စီးတာကိုစမ်းကြည့်မိတဲ့အမားမျိုးမလုပ်ပါနဲ့ဒီရရှာမင်းကလေးဒီအနေရများတဲ့ရှော့စီးကိုသူမမငင်းဆန်နိုင်ခဲ့ဘူးရှော့စီးကတင်းငယ်ပုံရပေမဲ့အနေရကကြီးမားလုံးနဲ့သူမထိုင်လိုက်တာနဲ့သူမရဲ့မျက်နှာမှာကြောက်ရွံ့မှုတွေပေါ်လွင်နေရဲ့ဒါပေမဲ့ဘသူမှနားမထောင်ပဲနောက်ကနေတွန်းထုတ်တာမျိုးမလုပ်ကြဘူးနောက်တစ်ခဏမှာပဲသူမဟာတဲတဲကိုတဲ့ကျသွားတယ်မိမိတွေအတွက်တရုတ်လူမျိုးတွေဝါကိုစက်ကူဖြစ်ဘလို့ပြောင်းလဲခဲ့လဲဆိုတာတီလာရိတ်သိမ်းပြီးနောက်ဝါရဲ့အပြင်လွှာကိုခွာချပါတယ်ပြီးရင်ဝါကိုပြားအောင်လုပ်ပြီးရေစိမ်ပြီးအပိုင်းစလေးတွေလိဖြတ်ပါတယ်ဒီထုတ်တွေကိုမတန့်စင်မှုတွေကိုဖယ်ရှားပြီးအမြင်တွေကိုအလွယ်တကူပြိုကွဲစေဖို့အတွက်အရည်ထဲမှာစိန်ထားပါတယ်ပြီးရင်ဝါကိုတေချာဆေးကြောပြီးအိုးကြီးတွေထဲမှာရက်တော်ကြပြုတ်ပြီးအမြင်တွေလုံးဝပြော့သွားတဲ့အထိချက်ပါတယ်ဝါကလိုချင်တဲ့နူးညံ့မှုရောက်ရင်ရိုးရာကြောက်ကြိတ်ဆက်ကိုအသုံးပြုပြီးပြော့ဖက်အဖြစ်ကျိတ်ပါတယ်ဒီပြော့ဖက်ကိုရေနဲ့ရောပြီးအနှစ်ဖြစ်အောင်လုပ်ပါတယ်ကျန်းကျင်တဲ့လက်မှုပညာရှင်တွေကအထူးပုံစံကွက်တွေကနေအနှစ်ပါးကိုထုတ်ပြီးဆိုဆွတ်တဲ့စက်ကူစာရွက်တွေကိုပထမဆုံးဖန်တီးပါတယ်ပိုရှန်နေရဲ့ရေတွေကိုဖယ်ရှားဖို့ဒီစာရွက်တွေကိုဖိပြီးအချောက်ခံပုတ်တွေပေါ်မှာတရက်ချင်းစီတင်